Hello guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကြတော့ခွေးလေးနဲ့ကြောက်လေးကိုပေါ့နော်အစားမုံတွေဝယ်ထားတာတနေ့တော့မုံတွေဝယ်ထားပါတော့အဲ့ဒီမုံတွေကိုတွေးဖို့ပေါ့နော်မုံလေးတွေတွေးဖို့အတွက်ခုမှမုံတွေမှာပေါ့နော်ခုမှပဲမုံတွေပါမယ်ဟုတ်ကတော့ခုမှပဲတွေးရတာဖြစ်ပါတယ်ကဲအဲ့တော့ဂျယ်လီတုံးလေးတွေပါတယ်ဒီဂျယ်လီရဲ့ရေခဲစားထည့်တယ်ရမထည့်တယ်ရပေါ့နော်အဲ့နဲ့အောက်ကဖြာကရှုပ်လို့ဖယ်လိုက်ပါတယ်ပြီးတော့ဒီမှာပေါ့မုတ်ပေါ့နော်အဲ့ဒီမုတ်ချောင်းလေးကခွေးရောကြောင်စားလို့ရပါတယ်ကဲအဲ့တော့ခွေးရောကြောင်စားဖို့တော့ကလုပ်နေတယ်ဒီရတာတော့ဒီနေ့အတွက်နေ့လယ်စာ snack လေးဖြစ်ပါတယ်ဒါတော့မထည့်လိုက်ဘူးပေါ့နော်ကဲအဲ့တော့တို့ကတော့ပြင်မှာပြီးဖို့ကြောင့်လည်းမှွေနေနဲ့ပြန်လာဒီစတော်ဘယ်ရီလေးကကြတော့စတော်ဘယ်ရီနဲ့ဒီယူကုန်စံလေးအားအကြောင်းလေးတော့ပေါ့နော်ကဲတော့သူလေးရစားပါတယ်သူတို့ကဘာပဲချွချွေးပေါ့နော်ချက်ကင်းနဲ့ချက်ကကြတော့ဘာပဲချွချွေးအကုန်စားတယ်ပေါ့နော်လုံးဝဘာချွချွေးအကုန်စားတယ်လားမမြင်အဲ့ဒါနောက်နေ့ကျမှပဲဟိုလုံးဒီတော့လုံးပြီးတော့ပဲကျွေးလိုက်ပါတော့မယ်အဲ့တော့သူတို့တော့ဆိုဖာမှာတစ်ချက်ထားလိုက်မယ်ပေါ့နော်ပြီးတော့တိန်းစရာရှိရတိန်းပါမယ်တခါယူသွားပြီးတော့ဒီမှာထားလိုက်ပါတယ်ကဲတော့ထားပြီးဆိုတိန်းလိုက်ပါပြီကဲတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ပြန်တွေ့ပါမယ်ဘိုင်ဘိုင်